အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖပြပေးသွားမှာကတော့ဆရာငင်းကျော်ရေးသားထားတဲ့ညဆိုင်တဲ့ຫນွေတိုင်းမှာဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါရဲ့ရှင်မေလနုပင်တန်ဟောရင်အငိမ့်ရှိသည့်နေ့ကကျွန်တော်မြစ်တစာပေးခဲ့သည်6လလောက်နေမှမေလွင်ကအဖြေပေးသည်ဥပစာအထက်တန်းရောက်သည့်နှစ်တွင်မေလွင်ကကျွန်တော်ကိုပြောသည်ကျောင်းအသင်းဖွဲ့ရည်ထဲမပါရင်စာကြိုးစားရင်အင်ဂျင်နီယာဘွဲ့ရပြီးတော့အခါပြီးလက်တို့ပညာတော်သင်သွားရင်အတွက်သူဤမိဘတွေထံအကူအညီတောင်းရင်တို့ပြောပြသည်ကျွန်တော်ခေါင်းကိုသာညှိခဲ့သည်မေလွင်ကမောင်ကဗျာကြီးစာရေးရာတွေကိုတော့မေလွင်အရာမကြိုက်ကြဘူးဘာဖြစ်လို့လဲမေလွင်မောင်တရေစာစီယာမဂဇင်းအက်ဒီတာအလုပ်တွေပါရေးလုပ်မှာဆိုလို့ကျွန်တော်စာဖတ်ဝါသနာတီကိုမေလွင်တည်သည်ကဏ္ဍလောကအိုးဝေတက္ကသိုလ်ကျောင်းတိုင်းမဂဇင်းနှင့်တကုံမဂဇင်းတွေထဲတွင်ဝိထုတို့ဆောင်းပါအနေချင်းကျွန်တော်ရေးသည်တကုံမဂဇင်းဤတက္ကသိုလ်ခန္ဓာတွင်3-4ပုဒ်ရေးဘူးသည်ကျွန်တော်ဝိထုဆောင်းပါရေးကြောင့်လူသိများလာသည်တကုံမဂဇင်းတိုက်တွင်ဆုံမှုသောဆရာကြီးတွေကချီးကျူးအားပေးကြသည်စာရေးဆရာအက်ဒီတာလုပ်ကိုသဘောကျလာသည်ထိုအကြောင်းကိုကျွန်တော်သည်မေလွင့်ကိုပြောပြခဲ့သည်ခွာညိုပွင့်နေတဝဝေနှင့်ဝတ္ထုတို့သည်ပထမဦးဆုံးစာရေးလိုက်သောချစ်ဝတ္ထုထိုဝတ္ထုထဲကမင်းသမီးသည်လွင်သည်မေလွင့်ကိုရည်စူးပြီးရေးဖွဲ့ထားသောမင်းသမီးဇလိုက်မင်းသားခင်စော်သည်ကျွန်တော်ချစ်ခမ်းကြိုက်ခမ်းကိုမောင်နှင့်နှမသားနှင့်အမိဖက်၍ရအောင်ကျွန်တော်ရေးသားထားသည်ဝတ္ထုစာအုပ်အချို့တွင်ညဉ့်ညဉ့်ညံရေးဖွဲ့ပုံမျိုးကျွန်တော်မရေးချစ်သူတိုင်းတိတိကျကျပြောကြပုံကိုမကလပ်အောင်ရေးသည်ဘဝကိစ္စကိုရင်မတူသဖြင့်ရှေ့ရေးမကောင်းနိုင်ပုံကိုစိုးရိမ်သောကိစ္စတွေပြောဆိုကြသည်မင်းသမီးကမိဘစကားကိုနားထောင်သွားသောကြောင့်မင်းသားကြံရည်ဖြစ်ရပုံတွေရေးထားသည်မင်းသားလွမ်းစွကြေကွယ်ပြီးဆက်သိမ်းခဲ့သည်မောင်ဝတ္ထုကလည်းနမိတ်မရှိနမမရှိမေလွင်နဲ့တပ်ပုံမရပေဝတ္ထုပဲမေလွင်ဖတ်လို့ကောင်းလားကောင်းတော့ကောင်းပါရဲ့စိတ်စနှောင့်စနေမဖြစ်စမ်းပါနဲ့မေလွင်ရဲ့ဖူးစာမယ်ပေါင်းရမှာပေါ့မောင်တရားမြတ်တာဘယ်လောက်ရှိရဲဆိုတာမောင်သိသလားသိတာပေါ့မေလွင်ဤမျက်နှာသည်ဖိုးလာမင်းထပ်ပင်လင်းထိန်သွားသည်ဟုကျွန်တော်စိတ်မှာထင်မိသည်အညာမာနေသည့်ကျွန်တော်မိဘထံမှငွေပို့လိုက်သည့်နေ့ကကျွန်တော်နှင့်မေလွင်တို့ရုပ်ရှင်ကြည့်ကြသည်ရုပ်ရှင်ကြည့်ပြီးမကိုလန်းတွင်စိတ်သားပလာတာစားသည်ထို့နောက်ဖာလူတာတောက်ကြသည်ထိုနေ့ရမေလွင်ကကျွန်တော်အတွက်အမှတ်တရလက်ဆောင်ပစ္စည်းပေးသည်ပတ်ကားဖောင်တိန်ရွှေအောင်များမောင်စာရေးဖို့မေလွင်ကိုစောင်းပြီးရေးတဲ့ဝတ္ထုရေးဖို့ဟုပြောသည်ချိန်ကာလတို့သည်လျင်မြန်သောအဟုန်ဖြင့်ကုန်လွန်လာသည်ပြီးအောက်တန်းအောင်သည့်နှစ်တွင်တိုင်းရင်းပြည်မငြိမ်မသက်ဖြစ်လာ၏ရေနံမြေလုတ်သမားတွေရန်ကုန်သို့ဆင်းလာသည်ကျောင်းသားတွေဆရေးစချီတွေရာဆောက်နိုင်ငံရေးနိုးကြလာကြသည်အမျိုးသားရေးတိုင်းရင်းပြည်နှင့်ဆက်လင်း၍ဒုတိယသတင်းစာတွင်စောင်းပါးတွေကျွန်တော်ရေးသည်အင်္ဂလိပ်အစိုးရကကျွန်တော်နောက်သို့ CIA ဆောင်ရောက်တွေလိုက်လံစေခဲ့သည်ထိုအချိန်တွင်မေလွင်ထံကျွန်တော်သွား၍တွေ့သည်မေလွင်သည်လက်ခံစကားမပြောရဲဟုကျွန်တော်သိနေသည်မိမိတို့ကမောင်နဲ့အဆော့ကျဲလောက်တာမကြိုက်ကြဘူးဟုဖွင့်ဟပြောသည်စိတ်မကောင်းကြီးစွာဖြစ်ရသည်မိမိ၏ချစ်တော်သူတယောက်လုံးကမလာစေလိုသောစကားကိုစိမ့်စိမ့်ကာကာပြောရပါပေဟုကျွန်တော်တနှုံနှုံဖြစ်ရလေသည်တငယ်ချင်းတွေကအရင်ဒီဆုံး3-4ယောက်ကကျင်းစိမ့်နဲ့မိတ်တလင်မဲ့ကိုခမောင်လိုက်ရဲဟုဆိုကြသည်အလွမ်းလာအနာနှင်းဆိုဟူသောစကားပုံအတိုင်းကျင်းဆုံးကြည့်ပါတော့လေကျွန်တော်မစားနိုင်မအိပ်နိုင်မိုင်တွေချ၍နီးခဲ့ရလေသည်သို့တော်လည်းတိုင်းပြည်အရေးပေါက်နေကြီးဆိုသည့်အတိုင်းအခြေအနေတွေပေါ်ပေါက်လာရကမေလွင်သည်ကျွန်တော်ကိုအမြဲတစေမအောင်မိစေနိုင်အားတော့တမကကိုအောင်ဆန်းတို့လူစုဗမာပြည်ပျောက်သွားပြီအင်္ဂလိပ်ဆောင်လောက်တွေကဘသူအိမ်ကိုဝိုင်းနေဘသူကိုပြင်ဖမ်းသွားပြီအဆရှိသောသတင်းတွေကတီတိုဖြစ်လာ၏ကမ္ဘာစစ်ကြီး၏အရေးရောင်သည်ကမ္ဘာကောင်းကင်တွင်ညှို့လာလေသည်ဂျာမနီဂျပန်အီတလီအင်္ဂလိပ်အမေရိကန်ပြင်သစ်ရုရှားနိုင်ငံတို့ရဲ့ကြီးနေသတင်းတွေကနေ့သတင်းစာညနေသတင်းစာတိုင်းတွင်အပြည့်ဖြစ်လာ၏
BA ဘောလုံးကွင်းထဲသို့ဗမာတက်မရုံဝင်လာပြီးနောက်တစ်ဖက်အကြာတွင်မေလွင်တို့လက်ထပ်သတင်းကိုကျွန်တော်ကြားလိုက်ရသည်ထိုအချိန်တွင်ကျွန်တော်သည်လူသိထင်ရှားသောသတင်းစာဆရာဝတ္ထုရေးဆရာမေလွင်လက်ထပ်ထိုက်သောသူသည်မြို့ပိုင်တရားဟုသိရသည်မေလွင်ကိုမျှော်လင့်ဆောင်စားစိတ်သည်မင်ပြဲတဲ့ကဲ့သို့ဖြစ်သွားလေ၏တမတော်ထဲတွင်မင်္ဂလာတုံဘိုးတင်နှင့်ပထမအပန်းမှစာ၍အမှုတန်းချိန်၌တာဝန်နေကြောင့်စာမရေးနိုင်ခဲ့ရှေ့နှစ်တော်စာပြန်ရေးမည်ဟုအားခဲ့တော်လဲမရေးဖြစ်ခဲ့လွတ်လပ်ရေးရပြီးနှစ်နှစ်အကြာတွင်အညာရှိမိဘဆွေမျိုးတွေကပေးစားသောမိန်းကလေးကိုကျွန်တော်လက်ထပ်ခဲ့သည်အိမ်နောက်တာဝန်နေအလုပ်တာဝန်နေကြောင့်စာရေးမိကြံတော်လဲအထမမြောက်ခဲ့ပြီမြဝတီမဂ္ဂဇင်းတွင်ထွက်စာတစ်နှစ်နှစ်နှစ်တွင်ဆောင်းပါး3-4ဆောင်ရေးခဲ့သည်မှအပမရေးနိုင်ခဲ့တက်မှအငိမ့်စားရေးပြီးသောအခါရေးမိဟုပြောတာပြောခဲ့၏စာတစ်လုံးဖြစ်မလားအငယ်ဆုံးသမီးကမွေးတော်မြီးလေးကိုထိရသောအလုပ်တစ်ခုထပ်မံပင်တိုး၍လာသေး၏သမီးတွေငယ်စဉ်ရငယ်စဉ်မို့ယခုသောအင်ဂျင်နီယာဖြစ်သူဖြစ်ဆရာဝန်ဖြစ်သူဖြစ်ပါရမီပွဲရသူပင်ရသို့သောစာနှစ်ပင်နေဝေးသည့်ထက်ဝေးခဲ့ရချေပြီကိုခမောင်လက်ဝတ္ထုပြန်မရေးရင်ဘူးလားတကုံမဂ္ဂဇင်းမှာအတူရေးခဲ့သူတွေကတယောက်စာနှစ်ယောက်စာနဲ့ပြန်ဆောင်သောအခါမေးကြသည်ခေတ်ကတမျိုးဖြစ်ကုန်ပြီထင်ပါရဲ့ဗျာဆောင်းပါးတို့ဘာလို့တော့ရေးချင်တဲ့စိတ်ကြံသေးသဗျပြန်တွေးသောအခါမနေ့တနေ့ကသို့တော့ကျွန်တော်အသက်80ကျော်ခဲ့ပြီကျွန်တော်တို့တကုံနေရေးစဉ်ကအသက်တော်တော်လေးကိုငေသောတကုံသားရတယောက်သာစာရေးမဖြစ်ရှိသည်ကိုစန်းကိုတယောက်ကတော့သတင်းစာမဂ္ဂဇင်းတွင်ကြိုးကြားရေးသည်တကုံမြက်လေးတွေကပိုပြီးအရေးကျဲသားပုံရ၏ချိန်ကာလဆိုတာကြားရှာထတောင်အတိုက်စားမြန်ဆန်ပါကလားဟုတန်ဝေကရစီရသည်ကိုကြီးခမောင်လက်ဆက်လာနော်ဟုခင်မမကဖိတ်ထား၍လာရ၏ဒူးနာမပြောက်၍ဟိုတီမသွားခြင်းတမဖြစ်သူကကားမောင်းပို့ပေး၍ခင်မမတို့ကထိန်ကြီးရဖုန်ကြီးတောင်သို့ရောက်ရလေ၏ခင်မမသည်ကျွန်တော်တို့ကျောင်းမှထွက်သည့်နှစ်ကရောက်လာသောကျောင်းသူတကောင်းဆောင်တွင်ကျွန်တော်တို့နှင့်တခန်းထဲသာစင်မဝဲသားအေးကျူ၏နှမတဝမ်းခွဲဖြစ်လေသည်ခင်မမသည်မိဟောင်းဆွေဟောင်းကိုမတွေ့အောင်စုံစမ်းရှာဖွေဆက်သွယ်တတ်သူဖြစ်သောကြောင့်ဘယ်သူမှရှိမရှိသိရလေသည်တစောင်းထဲတွင်အပရိတ်ကျဲပါလာသောချိန်တွင်ခင်မမကအမျိုးသမီးကြီးတဦးကိုကျွန်တော်စီခေါ်လာကခွေးမှတ်မိလားနေအောင်နဲ့တိတ်နေ၍မျက်မှောင်ချီလောဝါကာပြီးကြည်ရ၏60ကျော်များရှိမည်တဖိုးတီးကဲ့သို့ဝါဖိုင်ရှိ၏ရွှေကိုင်းမျက်မှန်တက်ထားသည်စပင်နေဖွေးနေ၏မျက်ခွန်တွဲပမြိုင်းပုံပေါ့မီးဆုံကိုခမောင်းလက်ကျမမီလွင်လီအလိုဖေဟာဟုစိတ်ထဲမှာတွားမိချီ၏သူအသက်ထင်ရှားရှိနေသေးပါကလားဟုတွေးမိ၏အော်ဝမ်းသာစရာပဲခုပေါ်မှာနေလဲမေလွင်ပါရမီရသမီးလက်အိမ်နေတယ်ကိုခမောင်းလက်ကတမိုင်းဘက်မှာနေတယ်စကားကတခဏနဲ့ကုန်းသွား၏အော်စရာပဲစစ်အတွင်းကသူတေလားရှင်လားငါသိချင်ခဲ့တယ်တည်င်းမရလိုက်တာအခုထိကြည်စမ်းပါရာစုနှစ်တော့ကလားဆိုပါတော့ဟိုတုန်းကလှပိချောပိဆိုတဲ့မင်းလွင်ခုလိုရုပ်ရည်မျိုးကိုဘယ်တော့မှငါရောင်လို့တောင်မစမ်းစားမိဘူးပါဘူးဟုကျွန်တော်တွေးမိသည်မြေးပနေရောက်ရပြီလေမေလွင်တန်သည်မေးရိုက်တန်တို့မကူသေးတော့လေခိုင်မာမာမရှိတော့ကျွန်တော်ဖြေပြီးတွင်ကိုခမောင်လက်ရဲ့ဇနီးရောချမ်းမာပဲလားတွေးတူနေနေရှိလို့ကထိန်လိုက်မလာနိုင်ဘူးမေလွင်ခင်မောရောသူတင်ကန်းဝတ်သွားတာ15ဝါရပြီအော်ခဏကြာတွင်အသက်30သာလူငယ်ကလေးတစ်ယောက်ကမေလွင်ကိုအဖွာပြန်ရအောင်ဟုလာခေါ်သည်ကျွန်တော်ကိုနှုတ်ဆက်ပြီးပြန်သွားသည်တွေးစာတော့ကခွာညုံပွင့်နေတဝေဝေနဲ့ဝတ္ထုကိုမှတ်မိသလားမေလွင်ဟုမေးကြည့်မိကြံသေးသည်မမီးဖြစ်လိုက်ထိုဝတ္ထုကလေးကိုတကုံကထည့်သောချိန်ကတပူရဲတပေါင်းခွာညိုကပြသူမှပွင့်သောပန်းမျိုးအချိန်ကိုက်ခဲ့တော့လဲရာသီလွဲခဲ့သည်နမိတ်ပါပဲဇက်ကလည်းမပေါက်ရတဲ့ဇက်ဟုကျွန်တော်ပြန်လဲတွေးတော့မိသည်နှွေအခါစုရောက်တိုင်းကျွန်တော်တတိယတတ်သောမေလွင်နှင့်
ပြန်လည်တွေးဆုံချိန်၌သူ့တွင်မြေး17ယောက်ကျွန်တော်တွင်မြေး8ယောက်တစောင်းမှအစင်တွင်ခင်မမကိုကျွန်တော်နှုတ်ဆက်သည်ရင်မုံအင်ကြီးတွင်ချိတ်ထားသောပတ်ကားဖောင်တွင်ကိုမင်းလွင်မြင်များမြင်သွားလေသလားဟုစိုးရိမ်သည်မှတ်မိပါကသူ့လက်ဆောင်ဖောင်တင်ဟုသိပေးလိမ့်မည်မြင်သာမြင်သိသွားပါကရှက်စရာပဲအဆုံးထိနားဆင်ပေးခဲ့ကြတဲ့စာပေချင်းမြတ်သူများအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ဝတ္ထုတို့နဲ့ဝတ္ထုရှည်လေးတွေကိုအမြဲတမ်းဖတ်ပြပေးသွားမှာမို့လို့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်နော်စာပေချင်းမြတ်သူများအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်